ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025 5လပိုင်း16ရက်နေ့မှာထွက်ရှိမဲ့6ချိန်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ရဲ့နက်ခတ်5ကဒီနှလုံးပေါင်းခြင်း5ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နက်ခတ်8ကဒီနှလုံးပေါင်းခြင်း8ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း8ရဲ့နက်ခတ်1ကဒီနှလုံးပေါင်းခြင်း1ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်5ရဲ့နက်ခတ်3ကဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး1ပါဒီနှလုံးပေါင်းခြင်း3ရဲ့နက်ခတ်9ကဒီလေးလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နက်ခတ်8ကဒီလေးလုံးပေါင်းခြင်း8ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နက်ခတ်6ကဒီလေးလုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်5ရဲ့နက်ခတ်3ကဒီလေးလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီး1ပါလဲထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ရဲ့ပါဝါ8ကဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း8ရဲ့ပါဝါ3ကဒီ3လုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ရဲ့ပါဝါ8ကဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း2ရဲ့ပါဝါ9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်2ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်2ပါနောက်ပိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း3ညဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း3ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါဒီနှလုံးပေါင်းခြင်း9ရဲ့နက်ခတ်6ကဒီနှလုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နက်ခတ်3ကဒီနှလုံးပေါင်းခြင်း3ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နက်ခတ်6ကဒီနှလုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်6ရဲ့နက်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်နောက်ပိတ်9ပါထိပ်စီးနောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့ပါဝါ2ကဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညရဲ့ပါဝါ5ကဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ရဲ့ပါဝါ9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်5ရဲ့ပါဝါ3ညကဒီ3လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း8ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1နောက်ပိတ်9ယူထားတဲ့အတွက်ပေါင်းခြင်း8ကိုက်ညီမှုရှိနေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ထိပ်စီးနောက်ပိတ်ပေါင်းခြင်း9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း1ဖြစ်တယ်လို့ထိပ်စီးနောက်ပိတ်ပေါင်းခြင်း1ဖြစ်နေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း8ဖြစ်တဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း8ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး1နောက်ပိတ်9အတွဲကကိုက်ညီမှုရှိနေပါတယ်သုံးခတ်ဆိုင်နဲ့ဆက်ပြီးတက်ပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နက်ခတ်6က
ဒီလေးလုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း3ညရဲ့နက်ခတ်9ကဒီလေးလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ရဲ့နက်ခတ်3ကဒီလေးလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး1ပါဒီမှာထိပ်စီးခွန်ရှိပါတယ်9ရဲ့နက်ခတ်3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီမှာထိပ်စီး8ရှိပါတယ်8ရဲ့နက်ခတ်1ကဒီနှလုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒါကြောင့်ဒီမှာထိပ်စီး2ရှိတဲ့အတွက်2ရဲ့နက်ခတ်4ကဒီနှလုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ရှိတဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး1ပါဒီမှာထိပ်စီးခွန်ရှိပါတယ်9ရဲ့ပါဝါ2ကဒီနှလုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီမှာထိပ်စီး9ရှိပါတယ်9ရဲ့ပါဝါ3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒါကြောင့်ဒီမှာထိပ်စီး3ရှိတဲ့အတွက်3ရဲ့ပါဝါ8ကဒီနှလုံးပေါင်းခြင်း8ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး1ပါဒီလေးလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်းလည်း3ညဖြစ်ပါတယ်ဒါကြောင့်ဒီလေးလုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး1ပါအလဲထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညရဲ့နက်ခတ်9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညရဲ့နက်ခတ်9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း1ရဲ့နက်ခတ်8ကဒီ3လုံးပေါင်းခြင်း8ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်2ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်2ပါနောက်တစ်ချက်ကဒီမှာထိပ်စီးခွန်အလဲထိုင်ခွန်တူညီနေပါတယ်ဒီမှာထိပ်စီး8အလဲထိုင်8တူညီနေပါတယ်ဒီမှာထိပ်စီး2အလဲထိုင်2တူညီနေပါတယ်နောက်ပိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း9ဖြစ်ပါတယ်တနည်းအားဖြင့်ဒီ3လုံးပေါင်းခြင်း2ရဲ့ပါဝါ9လို့လည်းယူလို့ရပါတယ်ဒီလေးလုံးပေါင်းခြင်း3ညရဲ့နက်ခတ်9လို့လည်းယူလို့ရပါတယ်ဒီလေးလုံးပေါင်းခြင်းလည်း9ဖြစ်ပါတယ်တနည်းအားဖြင့်ဒီ3လုံးပေါင်းခြင်း2ရဲ့ပါဝါ9လို့လည်းယူလို့ရပါတယ်ဒီလေးလုံးပေါင်းခြင်း3ညရဲ့နက်ခတ်9လို့လည်းယူလို့ရပါတယ်ဒါကြောင့်ဒီလေးလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါတနည်းအားဖြင့်ဒီ3လုံးပေါင်းခြင်း2ရဲ့ပါဝါ9လို့လည်းယူလို့ရပါတယ်ကျွန်တော်တို့ကထိပ်စီး1ယူထားတဲ့အတွက်ဒီလေးလုံးပေါင်းခြင်း3ညရဲ့နက်ခတ်9လို့လည်းယူလို့ရပါတယ်ဒါကြောင့်နောက်ပိတ်9ပါထိပ်စီးနောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ရဲ့နက်ခတ်4ကဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ရဲ့နက်ခတ်6ကဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း6ရဲ့နက်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး1နောက်ပိတ်9အတွဲကကိုက်ညီမှုရှိနေပါတယ်ဒီလေးလုံးပေါင်းခြင်း2ရဲ့နက်ခတ်4ကဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း4ရဲ့နက်ခတ်2ကဒီနှလုံးပေါင်းခြင်း2ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1ယူထားတဲ့အတွက်ဒီလေးလုံးပေါင်းခြင်း9ရဲ့နက်ခတ်3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့
ထိပ်စီးတစ်နောက်ပိတ်ခွန်အတွဲကကိုက်ညီမှုရှိနေပါတယ်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းနဲ့ထိပ်စီးအတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်းကိုရဲ့ပါဝါ၄ကဒီလေးလုံးပေါင်းခြင်း၄ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်းကိုရဲ့ပါဝါ၄ကဒီလေးလုံးပေါင်းခြင်း၄ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီးတစ်ယူထားတဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း3ညရဲ့ပါဝါ5ကဒီလေးလုံးပေါင်းခြင်း5ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်အလဲထိုင်နောက်ပိတ်ပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီးတစ်အလဲထိုင်2နောက်ပိတ်ခွန်အတွဲကကိုက်ညီမှုရှိနေပါတယ်ဘရိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းကိုရဲ့ပါဝါ၄ကထိပ်စီး9ကိုဘရိတ်ခွန်ပေါင်းခြင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့ပါဝါ6ကထိပ်စီး9ကိုဘရိတ်1ပေါင်းခြင်း6ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း8ဖြစ်တဲ့အတွက်8ရဲ့ပါဝါ3ကထိပ်စီး3ကိုဘရိတ်3ညပေါင်းရမှာဖြစ်ပါတယ်ဘရိတ်3ညပါနောက်တစ်ချက်က663ရဲ့အပေါ်မှာ843နဲ့221ရှိပါတယ်2အလဲတိုင်းနဲ့4အလဲတိုင်းပေါင်းခြင်း6ရဲ့ပါဝါ1ကတပင်ကျော်မှာဘရိတ်1ဖြစ်လာပါတယ်ပါဝါ1လက်ဒဲ1လက်ယူပါမယ်ဒီနှလုံးပေါင်းခြင်း9ကတပင်ကျော်မှာဘရိတ်ခွန်ဖြစ်လာပါတယ်ဒီနှလုံးပေါင်းခြင်း6ရဲ့ပါဝါ1ကတပင်ကျော်မှာဘရိတ်1ဖြစ်လာပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း3ညကတပင်ကျော်မှာဘရိတ်3ညဖြစ်လာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ break ချပြပြီးတော့ကျွန်တော်ရဲ့ video file ကိုအဆုံးသတ်မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ် break ခွန်ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ဖြစ်ပါတယ် break 1ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒါကြောင့် break 3ညဖြစ်ရမှာဖြစ်ပါတယ် break 3ညပါဒါကြောင့် break 3ညနဲ့ထိပ်စီး1အလဲထိုင်2နောက်ပိတ်ခွန်1 2ခွန်ဒဲတစ်ကွက်ရလာပါတယ်2025 5လပိုင်း16ရက်နေ့မှာထွက်ရှိမဲ့6ချိန်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကတော့1 2ခွန်ဒဲတစ်ခွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံးကိုယ်စိတ်နှပြကျမ်းမှချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။